မလာဘူးကတော့ဒီကမိုးဥမှာသူကမိုးနဲ့သူထွက်လာတာပေါ့မိုးဥမှာစားလို့ကောင်းတယ်ကျွန်တော်သတိထားမိတာပါလဲဆိုတော့သူရဲ့အယောင်ကိုကျွန်တော်ကြိုက်တယ်ဆိုဟင်းပွဲပေါ်မှာ garnish တင်ဖို့အတွက်ကျွန်တော်စဉ်းစားရင်းနဲ့ယူလာတာပေါ့ garnish တင်တဲ့အချိန်မှာဒီ trying နဲ့ပေါ့နော်ဒီ garnish တစ်ခုတည်းနဲ့လေကျွန်တော်မကျေနပ်ဘူးဟင်းပွဲမှာဘယ်လိုသုံးလို့ရလဲပေါ့ဒီအထက်ကသူ့ရဲ့ဒီပွေ့ဖက်လေးဒီအထက်မှာပါတဲ့ဝတ်မှုန်လေးအစံနဲ့အခါနဲ့ပုံများတယ်အခါနဲ့ပုံများတဲ့အတွက်ကြောင့်ဒါကိုကျွန်တော်တို့ကတစ်ခုချင်းစီထုတ်တယ်ညက်နဲ့ထုတ်ပြီးတော့ကျွန်တော်တို့အထဲမှာပစွန်အသားကိုကျွန်တော်ပြန်တိတ်တယ်တိတ်ပြီးတော့ကျွန်တော်တမ်ပူရာနဲ့ပြန်ကြော်တာအခုဆိုရင်ကျွန်တော်တို့ရဲ့ snack ထဲမှာဒါပါတယ်အဲ့တဲ့တော်တော်ကြိုက်ကြတယ်အဲ့တဲ့နေနဲ့မလာဘူးဆိုတာတုတ်ဆရာတစ်ခုအနေနဲ့ပဲမြင်ခဲ့တာ哦မလာဘူးဒီလိုမျိုးပုံစံ sub လုပ်တဲ့ခါကျတော့တို့ surprise တော်တော်ဖြစ်တယ် monsoon product ထဲမှာဒီအောင်လည်းပါတယ်ကျွန်တော်မြစ်လို့ပဲမိုးဦးရသည်မှာကျွန်တော် menu ထဲမှာအမြဲတမ်းသူပါတယ်ဆိုတော့သူကလည်းတစ်လခွဲလောက်ပဲကျွန်တော်တို့သုံးတယ်သူကလည်းသူ့ကိုယ်ပိုင် characteristic နဲ့သူ့ရဲ့ကိုယ်ပိုင်ရတာရှိတယ် garnish တစ်ခုအနေနဲ့မတင်ဘဲနဲ့ကျွန်တော်ဟင်းပွဲတစ်ခုအနေနဲ့ဘယ်လိုဖန်တီးရမလဲဆိုတဲ့ဟာနဲ့ကျွန်တော်အဲ့ဒီ shoot out ကနေပြီးတော့ကျွန်တော်ကြည့်တော့စမ်းကြည့်တယ်မျိုးမျိုးကြော်ကြည့်တော့အခါတက်ကနည်းနည်းပိုလွှမ်းမိုးသေးတယ်ဒီမလာဘူးကိုကျွန်တော်ဟင်းပွဲထဲမှာထည့်ဖို့စဉ်းစားခဲ့တာဟို၄နှစ်၅နှစ်လောက်ရှိပြီဒါပေမဲ့ပြီးခဲ့တဲ့နှစ်မှာကျွန်တော်စထည့်တယ်ကျွန်တော်လိုချင်တဲ့အနေအထားတစ်ခုရောက်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပို့ပြီးတော့တန်ဖိုးထားတယ်ဟိုကျွန်တော်တို့အဲ့တဲ့ကိုလည်းကျွန်တော်တို့ရှင်းပြတဲ့အချိန်မှာဟိုမလာဘူးဆိုတဲ့ဟာတစ်ခုထက်ဒီဟင်းပွဲရဲ့ကျွန်တော်တို့ develop ဖြစ်လာတဲ့ပုံကိုကျွန်တော်တို့အများကြီးရှင်းပြတယ်